အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဘန်ကောက်မှာကျောင်းတက်ချင်တဲ့ကျောင်းသားကျောင်းသူတွေအတွက်သတင်းကောင်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့လာမယ့် Study Overseas and Career Fair 2025မှာ LUBC လည်းပါဝင်တော့မှာဖြစ်ပါတယ်ရှင် LUBC ကပါလေ LUBC က UK ကပေးတဲ့ BA Honours Business Administration ဘွဲ့ကိုထိုင်းနိုင်ငံမှာအလွယ်တကူယူလို့ရမယ့်ခွင့်ရဖြစ်ပါတယ်ရှင် NCC APE HNC HND ပြီးထားတဲ့ကျောင်းသားကျောင်းသူတွေအတွက် Transfer Program ရှိတယ်လို့မျိုးစနစ်ဟောင်းဆယ်တန်းပြီးထားတဲ့ကျောင်းသားကျောင်းသူတွေအတွက် Foundation နေစပြီး join လို့ရတယ်စနစ်တဲ့ Grade 12ပြီးထားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကြတော့Year 1ကနေစပြီး join လို့ရမှာဖြစ်ပါတယ် Scholarship 50% ပေးရတဲ့အခွင့်အရေးတွေအပြင် NLN Internship Program တွေကိုဘန်ကောက်မြို့လယ်ကောင်မှာကျောင်းတက်ပြီးတော့ရယူနိုင်မယ့်အခွင့်အရေးဖြစ်တာမို့လို့လုံးဝလက်မလွတ်သင့်ပါဘူးเนาะနိုင်ငံမှာ UK ပညာရေးကိုရယူဖို့စိတ်ဝင်စားတဲ့ရန်ကုန်ကကျောင်းသားတွေအနေနဲ့တော့2025 August လ2ရက်နေ့စနေနေ့ Novotel ရန်ကုန်မှာမနက်10:00နာရီကနေပြီးတော့ညနေ4:00နာရီထိကျင်းပသွားမှာဖြစ်ပြီးတော့မန္တလေးမှာကျောင်းသားကျောင်းသူတွေအနေနဲ့ August 3ရက်နေ့တနင်္ဂနွေနေ့နေ့လယ်တနာရီကနေညနေ4:00နာရီထိ MCTA Multipurpose MCTA Hall မှာကျင်းပပြုလုပ်သွားမှာဖြစ်လို့အားလုံးပဲလာရောက်ခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။